ကာယမှုကြီးဆိုတာမကွင်းတို့ကိုလှုပ်ဆက်နေတဲ့အချိန်မှာပဲသူတို့ရှေ့မှာအချိန်နေမောင်းလာတဲ့လမ်းလေးကားတုံးစီဖြစ်သွားပါတယ်။သူတို့ကလည်းသူတို့ကိုလိုက်ဖမ်းတာပေါ့။ထို့နောက်မကွင်းနဲ့မိတာတို့စကားပြောနေချိန်မှာပဲမိတာသူ့ကိုယ်သူတစ်ချိန်ကလမ်းလေးကားဖြစ်ဖို့လေလို့ဆိုပါတယ်။ဒါကိုမကွင်းဟာမရောပါဘူး။ဒါကြောင့်မိတာတူတူချိုးကိုဘလို့စရောက်လာတဲ့ကစပြီးမကွင်းကိုအားလုံးဖုတ်ပါတော့တယ်။တနေ့မှာအီတိုဆန်လို့ခေါ်တဲ့ဂျပန်ကီတွားကားတစ်စီးဟာအင်ဂျင်ပြတ်လို့လမ်းဘေးမှာထိုးရနေပါတယ်။ဒါကိုမိတာဂျပန်နိုင်ငံတိုကျိုတိချိန်ဆွဲပြီးလိုက်ပို့ပေးတာပေါ့။ကားယူနီပါမှာဂျပန်ကအများစုဟာအခြားအမေရိကန်ကားတွေတက်ပိုတောက်ပိုချီကောင်းကြပြီးဂျပန်တွေဟာအဆောက်အဦတွေကစအဖက်ပေါင်းများစွာနဲ့အလှဆင်ထားကြပါတယ်။ဒါကိုတော်တော်မျိုးတက်မိတာအန်အောလွန်ပြီးအနောက်ကကာပူတိုလို့ခေါ်တဲ့ဂျပန်ကားတစ်စီးကိုမတော်တဆထိမိသွားပါတယ်။ဒါကိုကာပူတိုကမချေနဲ့ပဲဂျပန်လမ်းလေးကားတွေထုံးစံကားပြိုင်မှုစိန်ခေါ်ပါတယ်။မိတာဂျပန်စကားနားမလည်တဲ့အတွက်နောက်ဆုံးမှာကာပူတိုနဲ့ပြန်ကုန်ဖြစ်လာတာပေါ့။မပြိုင်ခင်မှာအီတိုဆန်မိတာကိုပြန်ကားတစ်စီးဖြစ်အောင်ပြင်ဆင်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့မိတာနဲ့ကာပူတိုတို့ကားပြိုင်ပွဲစတင်ပါပြီ။ပန်းနိုင်ကတော့အီဖေတာဝါရဲ့ထိပ်ဆုံးမှာပါ။မိတာတခါမှကားပြိုင်မှုတဲ့အတွေ့အကြုံမရှိသေးတာကြောင့်မဆိုင်တဲ့နေရာတွေကိုဝင်ရောက်မိပါတယ်။အချိန်မထိန်နိုင်ပဲမဆိုင်တဲ့စားတော့ဆိုင်နဲ့ပြန်မောင်းမိပြီးလမ်းပေါ်မှာလည်းဒရင်တိုင်မောင်းတဲ့အတွက်ရဲကားလိုက်ပန်းတာခံရပါတယ်။ပြန်နာပေါင်းတော့ဖျက်ချော်ပြီးတဲ့နောက်မှာမိတာကပူတိုကိုမိလာပါတယ်။အဲ့ဒီအချိန်မှာပဲကားနေကြလေးစီထွက်ပေါ်လာပြီးမိတာကိုတိုက်ဖို့ကြိုးစားပါတယ်။တန်ကောင်းဆောင်ရဲ့မိတာဘက်ကမကွင်းဟာတောက်ပတဲ့ဒီဇိုင်းတစ်တွေနဲ့ပေါ်ထွက်လာပြီးနင်ဂျာကားလေးစီကိုတိုက်ထုတ်လိုက်တာပေါ့။သူတို့တတိထားပြီးတော့ကပူတိုဟာပန်းနဲ့နေကနေပါပြီ။ဒါကြောင့်မိတာတရားကိုဖျက်ချော်ပြီးဖြက်လန်းကနေလိုက်ပါတယ်။မကွင်းနဲ့မိတာတို့ဟာအတူတူရေပိုက်လိုင်းတွေကနေရှောင်မောင်းကြရင်မကွင်းဟာမိတာကိုအားပြင်းနဲ့နောက်ကနေတွန်းထုတ်ပေးလိုက်တာပေါ့။ကန်ကောင်းဆောင်နဲ့မကွင်းကိုတွန်းထုတ်ပေးလိုက်တဲ့မိတာကပူတိုရှေ့မှာကျလာပြီးရှေ့ဆုံးကနေဦးတီမောင်းပါတယ်။အီဘရာထဲမှာပဲမိတာနဲ့ကာပူတိုတို့ဟာတူမနိုင်ကိုမကျွန်းတိတိပြန်မောင်းလာကြပြီးကာပူတိုကြောင့်မိတာအီဘရာဘောကနေပြုတ်ကျလာပါတယ်။ကန်ကောင်းကျင်တော့မိတာသူ့ရဲ့ရွှေချိန်လေးကြောင့်အသက်ရှင်ခဲ့ပြီးပြန်ဝဲဖို့လည်းနိုင်ရခဲ့ပါတယ်။ရှုံးနေသူကာပူတိုကတော့ပြန်ဝဲစီးမြင့်ရကားပေါ်ဒီအဖက်တွေအားလုံးကိုဖယ်ရှားလိုက်ရပါတယ်။မိတာကတော့ဂျပန်ကားမလေးတွေနဲ့ပြောနေတာပေါ့။ဒါတွေအကုန်လုံးမိတာကမကွင်းကိုပြန်လဲပြောပြနေတာပါ။ဒါကိုမကွင်းကမြင်တော့မိတာကတရုတ်ဆောင်ပြလိုက်ရပါသေးတယ်။